ဘဲဥစားတော့ဒီလူလေးတွေနောက်မှအကောင်ဖြစ်ဥဒီလိုပဲအနှစ်ကကြီးပြောကြနှစ်ကိုပြအကောင်ချင်းတယ်လှတော့လေအကားမလှဘူးအနှစ်ကလှတယ်ရေပေါ်ပါရေတလူလူဝါတလူလူနဲ့နှစ်ကတော့ဖြူလာမှာအနှစ်ကိုပြကောင်ချင်းအကားကြတော့ဖြူရောင်တက်ဒါကြောင့်မို့ပြောတာလားမသိပါဘူးစားလို့ရတာရှိတာတော့အနှစ်ကရှိတယ်အကာကတော့ဖြူရောင်တက်ဆိုတော့ဖြူရောင်တက်မြစ်တာပါဒါကိုပြောတာလားမသိဘူးဖြူရောင်တက်ပါ